အားလုံးပဲမင်္ဂလာပါနော်ဝါ collection kitchen လုံးကြီးမန္တလေးရပါနော်ဆိုင်လိပ်စာလေးကတော့လမ်း60 33နောက်မှာဖွင့်လှစ်ထားပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာပေးလို့ရပါတယ်ရှင်လက်လီလက်ကလိုချင်သူများလည်းဆက်တွေ့မှနိုင်ပါတယ်ပစ္စည်းစုံဒီဇိုင်းစုံကိုတနေရာထဲမှာရနိုင်တဲ့ဝါ collection မှာရှင်ဆိုင်လေးကတော့မနေ့8နာရီနဲ့ည8နာရီထိပိတ်ရမရှိနေတိုင်းဖွင့်ပါတယ်ဆိုင်မှာလည်းလာရောက်အားပေးလို့ရပါတယ်ရှင်လက်လီလက်ကလိုချင်သူများလည်းဆက်တွေ့မှနိုင်ပါတယ်ရှင်ဒါလေးတွေကတသိန်း9တောင်း8000တန်းနေရပါနော်ဒါလေးတွေက2သိန်းကျော်ရောင်းရမယ့် item ဖြစ်နေပါပြီဒါပေမဲ့ကြာရင်တော့ယူထားပါရှင်ဒီတစ်ပတ်ကတော့198နဲ့ပဲရောင်းပေးထားပါတယ်เนาะကြာယူထားပါနှစ်တရာအတိုင်ဖောက်ချီရှယ်ပါရှင်ဒီပစ္စည်း quality ကလည်းအရန်ကိုကောင်းတဲ့ပစ္စည်း quality ပါရှင်အထည်ရဖို့တော့တော်တော်လေးစောင်းရတဲ့ item တွေမှာပါပါတယ်ဒါလေးတွေကပုံမှန်ဆိုရင်2,18000 2,38000ထိရောင်းရမယ့် item ဖြစ်နေပြီဒါပေမဲ့ဒီတစ်ပတ်ကြာရင်တော့ယူထားပါ198နဲ့ပဲပေးထားပါတယ်ဈေးနှုန်းကတော့3,98000ပါ guide ရတော့9000ပြည့်ပြည့်ဝပါပါမယ်ချို့တယ်တွေ9000တထွာနေနေပါပါမယ်အယောင်ဆက်ကာလာအနေထားပြောစရာမလိုအောင်အားလုံး perfect ဖြစ်တဲ့အထည်တွေကိုပဲတီးတန့်ရောင်းပေးပါတယ်เนาะဒီလိုလေးသွားပါမယ်ရှင်ဒါလေးကတော့ပုံမှန်ရောင်းနေကြရအောင်မဟုတ်ပါဘူးဒါလေးကအတန်းတစ်ကလေးပါเนาะဒီလိုလေးသွားပါမယ်ဒီလိုလေးသွားပါမယ်ရှင်ကြိုက်တာကို screenshot လေးရိုက်ပြီးတော့မှစီမံမေးပေးပါရှင်ကျေးဇူးပါ